လာပါရှင်။ຫນွေဦးမီဒီယာချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ရွှေဘုံမြို့ပေါ်မှာစစ်တပ်ကစစ်မှုထမ်းပတ်စဉ်20အတွက်လူငယ်တရားကျော်ကိုပေါ်တာဆွဲဖန်စီမြို့လာမြို့မှာလည်းပေါ်တာဆွဲမှုချင်းနဲ့အလွန်ဆွေးရွားနေ။စကိုင်းနဲ့ရွှေဘုံမြို့ပေါ်မှာစစ်မှုထမ်းပတ်စဉ်20အတွက်လူငယ်တရားကျော်ကိုကျပတ်စစ်တပ်ကပေါ်တာဆွဲဖန်စီခဲ့ကြောင်းဖန်စီကန်လူငယ်တွေရဲ့မိဘဆွေမျိုးတွေကပြောတယ်။ဒီဇင်ဘာ1ရက်နေ့ကစပြီး9ရက်နေ့ထိရွှေဘုံမြို့ပေါ်မှာရှိတဲ့ရက်ကွက်နဲ့လမ်းစုံလမ်းကွာတွေမှာအလုသွားလုပြန်တဲ့လူငယ်တရားကျော်ကို9ရက်စတိုက်ကျပတ်စစ်တပ်ကပေါ်တာဆွဲဖန်စီခဲ့ကြောင်းဖန်စီကန်လူငယ်တွေမှာအသက်20နဲ့35နှစ်တွင်လူငယ်တွေဖြစ်ပြီးစစ်တပ်ကဖန်စီပြီးနောက်ဆက်သွယ်ပြောက်ဆုံးနေကြောင်းသိရပါတယ်။စစ်ခွေးတွေက9ရက်စတိုက်ပေါ်တာဆွဲဖန်စီရဲ့လူငယ်တရားကျော်လောက်ပါသွားတယ်လို့တရားရက်ကွက်ထဲမှာဆိုရင်စစ်ခွေးတွေကနေနေတီဝင်ရောက်ပြီးတော့ဆွဲတယ်။လမ်းစုံတွေမှာလည်းစစ်ခွေးတွေဝင်ကိုဆွဲတယ်။နောက်ပိုင်းနဲ့ညနေပိုင်းလှုပ်သွားလှုပ်ပြန်တဲ့လူငယ်တွေကိုစစ်ခွေးတွေကလှုပ်ပေါ်တာဆွဲဖန်စီပါတယ်။အလားတူဒီဇင်ဘာလ6ရက်နေ့နဲ့9ရက်နေ့မှာလည်းမော်ဟမြို့ပေါ်လမ်းစုံလမ်းကွာမှာလူငယ်30ကျော်ကိုကျဖက်စစ်တပ်ကအင်စီကားနဲ့ပေါ်တာဆွဲဖန်စီခဲ့ကြောင်းလက်ရှိချိန်မှာလူငယ်တွေကိုနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲမှာဖန်စီထားကြောင်းမိသားစုနဲ့တွေ့ကြမပေးကြောင်းသိရပါတယ်။ထို့အတူပဲခူးတိုင်းရတာရှင်မြို့နယ်မြို့လာမြို့မှာလည်းစစ်တပ်ကပေါ်တာဆွဲမှုချင်းတွေမှာလွန်ဆွဲရနေပြီးနီးတဲ့မြို့စုံနဲ့စစ်တပ်ကလူငယ်တွေကိုစစ်မှုတန်းပြည့်စုဆောင်နေကြောင်းဒေသပြည်သူတွေကပြောပါတယ်။မြို့လာမြို့မှာပေါ်တာဆွဲရအရန်ဆိုတဲ့ညနေ9နာရီကျော်နဲ့ရန်ကုန်မဲလေးလမ်းမပေါ်ဘယ်သူမှထွက်လို့မထွက်ရဲကြတဲ့အတိကိုဆိုပါတယ်။လေယာလုပ်ငန်းလုပ်ကိုင်ပြီးပြန်လာကြတဲ့လူငယ်လည်းပန်းကန်ရတဲ့စစ်တပ်ရောပြူရောမြို့ပေါ်မှာအလူရက်ပြိုင်ဆွဲနေကြတာပေါ်တာဆွဲရနှစ်ဖွဲ့သုံးဖွဲ့ရှယ်မြို့အဖွဲ့သိမ့်ပင်မြင်းဖွဲ့ရေတာရှင်မြို့နယ်ကနေဆွဲလာတဲ့ဖွဲ့လို့အဲ့လိုသူ့ဖွဲ့ကိုဖွဲ့အပြိုင်ဆိုင်အောင်ဆွဲနေကြတာညနေမိုးချုပ်လို့တကားထွက်ပိတ်ထားအောင်တွေ့ရင်ဆွဲပါတယ်ထို့ကဲ့သို့ပဲခူးတိုင်းတောင်ကိုမြို့နှစ်ဆောင်ပြိုင်ချရမှာလဲညနေ9နာရီကျော်နဲ့ပြူစောတီကရွာထိပ်မှာအင်စီကိုင်းနဲ့စောင့်မေးလူငယ်တွေကိုဖမ်းဆီးနေကြောင်းသိရပါတယ်အကြမ်းဖက်စစ်တပ်ကယခုဒီဇင်ဘာ15ရက်နေ့မှာစစ်မှုထမ်းပတ်စဉ်20ကိုဖွင့်လှစ်မိဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်ဆက်လက်ပြီးစစ်တပ်အတွင်းတာဝန်ထမ်းဆောင်နေရရှိတဲ့စစ်တပ်တွေကိုကြိုတင်မဲဖြစ်စင်းတာပေးလိုက်ရပြီးကိုတီလျောက်မဲမပေးလိုက်ရအောင်ဆိုအကြမ်းဖက်စစ်တပ်အတွင်းတာဝန်ထမ်းဆောင်နေရရှိတဲ့စစ်တပ်အလုံးကြိုတင်မဲဖြစ်စင်းပေးလိုက်ရပြီးကိုတီလျောက်မဲပေးလိုက်ရကြောင်းတပ်အတိုင်းဝိုင်းကပြောတယ်တန်လီရတပ်ဌာနချုပ်စကန်ကနေသတင်းမြစ်ကတပ်ဆိုင်တိုင်းတပ်ဖွဲ့လာရရှိတဲ့စစ်တပ်ရဲ့စင်းတွေကိုကြိုတင်မဲဖြစ်ပေးမိဖြစ်ပြီးရင်းကြိုတင်မဲတွေကိုလည်းတပ်ဖက်ပါတီကိုတာပေးရမည်ဖြစ်ကြောင်းထို့ကြောင့်ကြိုတင်မဲကောက်ခံမှုနဲ့မဲပေးပွဲတွေပြုလုပ်မည်မဟုတ်ပဲစင်းရင်တာတင်ပြကြောင်းတချို့တိုင်းတပ်ဖွဲ့တွေမှာတော့စံပြမဲရုံပုံစံနဲ့ပြုလုပ်မျိုးသိပေးလာကြောင်းပြောပါတယ်တိုင်းတပ်ဖွဲ့တွေကိုကြိုတင်မဲစစ်အဖြစ်စင်းရသွင်းပြီးကြိုတင်မဲကလည်းတပ်မတော်ကာကွယ်ဦးစီးချုပ်ရဲ့လက်ညွှန်ချက်အရပြည်ခိုင်မျိုးပါတီကိုပဲပေးရမယ်လို့ပြောတယ်ကြိုတင်မဲပေးရမျိုးမလုပ်လိုက်ရအောင်တပ်မိသားစုဝင်တွေကရွေးကောက်ပွဲနေမှာမဲရုံလုပ်ပေးမယ်လို့ပြောပါတယ်တပ်မိသားစုဝင်များအနေဖြင့်လည်းရွေးကောက်ပွဲနေဆန္ဒမဲပေးရမှာနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးတပ်မတော်နဲ့အတူတွဲဖက်အလုံးလုံးနိုင်တဲ့နိုင်ငံရေးပါတီကိုသာမဲပေးရမည်ဖြစ်ပြီးထို့သောပါတီမှလည်းကြံ့ခိုင်ရေးပါတီတခုတည်းသာရှိရလို့တိုင်းတပ်ဖွဲ့ရဲ့ထိပ်ပိုင်းရရှိခြင်းကအမိန့်ပေးလမ်းညွှန်ကြောင်းသိရှိရတယ်။တပ်မိသားစုဝင်တွေကတပ်မတော်နဲ့အစဉ်ပြေပြည်ခိုင်မျိုးကိုပဲမဲပေးခိုင်းတယ်လို့မင်္ဂလာတုံမြို့နယ်ထောက်ကြမြို့ရှိခမ106တိုင်းကတပ်မိသားစုဝင်တအုပ်ကရှင်းပြရတယ်။ဒီဇင်ဘာလ1ရက်နေ့ပြန်လွှင့်မြို့နယ်ဇီးပင်ကြီးရှိနိုင်ငံဝင်တဲ့တက္ကသိုလ်အထက်မြန်မာပြည်ရဲရရှိလေးချင်းအကြောင်းဇီးပင်ကြီးနဲ့ဗဟိုမိသက်တင်တဲ့အကြောင်းတို့မှာနီးပြရရှိတဲ့တင်တဲ့သူတင်တဲ့သားတွေကိုတွေ့ဆုံစင်မှာမြောက်လိုက်ကဆန္ဒမင်းများပေးရမှာတိုင်းပြည်နယ်ဒေသအကျိုးကိုဆောင်ရွက်နိုင်သူတိုးတောင်ရေးသမားကိုလိုက်နာဆောင်ထိန်နိုင်သူစစ်တပ်ကနိုင်ငံတော်တည်ရှိနေသူရဲ့တည်ရှိမဲ့ခိုင်မာဆုံးသောအဖွဲ့အစည်းဖြစ်တဲ့ဖြစ်စစ်တပ်နဲ့တားစာတာဖြစ်စားလက်တွဲစာနိုင်သူတွေကိုရွေးချယ်ပြီးဆန္ဒမဲပေးညွှန်ကြားခဲ့ပါတယ်ဆလဘီကံကောမြို့ပါရှိစစ်တပ်တပ်ဆွဲထားရဲစကန်နဲ့ထွေရုံကို drone နဲ့ပုံကျဲတိုက်ခိုက်မကွေးတိုင်းကံကောမြို့ပေါ်မှာရှိတဲ့ဂျပန်စစ်တပ်တပ်ဆွဲထားရဲစကန်နဲ့ထွေရုံတို့ကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းရှောင်းလင်းနဲ့မှတာဝန်ရှိသူကပြောတယ်ဒီဇင်ဘာလ10ရက်နေ့ညနေပိုင်းမှာတန်သိတပိတ်ကိုပေါက်ပေါက်ဝင်ခဲ့ကြတဲ့နိုင်ငံလုံးရှိပြည်သူတွေကွန်ပျူတာအဖြစ်ကံကောမြို့ပေါ်မှာရှိတဲ့ဂျပန်စစ်တပ်တပ်ဆွဲထားရဲစကန်နဲ့ကံကောမြို့ရှိအထွေထွေအုပ်ချုပ်ရုံတို့ကိုကံကောကြိုင်တုံးတစ်ဖွဲ့ကပုံကျဲတိုက်ခိုက်တယ်ထိုတိုက်ခိုက်မှုတွင်ရဲစကန်နဲ့ထွေရုံတို့မှာတပ်ဆွဲထားရဲနဲ့စစ်သားတွေတိုက်ခိုက်မှုရှိကြောင်းတရားရရှိတဲ့ရဲနဲ့စစ်သားတွေကိုကံကောမြို့နယ်ပြည်သူ့စင်ကိုတည်ဆောင်သွားကြောင်းသိရတယ်ထိခိုက်ပျက်စီးမှုနဲ့ပတ်သက်လို့သတင်းမြောက်ဆက်သွယ်လိုက်ခဲ့ရှိနေရဲစကန်ဒီမှာရှိတဲ့ပန်းကျင်တဲ့ပုံဒီတလုံးကြားတယ်နောက်ပြီးတော့မြို့နယ်စီမံအုပ်ချုပ်ရုံးကိုလည်းတစ်ချိန်ချသေးရလို့လည်းမြေပြင်သတင်းမြစ်တွေကအတည်ပြုနိုင်တယ်ထို့သောတိုက်ခိုက်ခံရမှုကြောင့်ကန့်ကောမြို့တစ်ထုံလော်ရုံဝင်းတမရှိဂျပန်စစ်တပ်ကမြို့နောက်ဘက်မြစ်တာမြစ်တစ်ဖက်ကန်ရှိစိုင်တူးကျရနဲ့ဇဟောကျရကိုလက်နက်ကျင်းနဲ့ရန်တပ်ပစ်ခတ်ခဲ့ပါတယ်ဆလဘီတနင်္သာရီမှာစစ်ရတဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး20ဦးထက်မနည်းသေဆုံးတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာရိတ်ခါနဲ့စစ်ရင်အဖြစ်တင်မို့လာတဲ့စစ်ကောင်စီရင်နဲ့မိုင်းဆွဲခဲ့ပြီးနေကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထက်မနည်းသေဆုံးခဲ့လို့ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ထံကနေသိရတယ်။မ
မြင်းမြို့ကနေတနင်္သာရီမြို့ဘက်ကိုလာတဲ့ကား9စီးပါစစ်ကော်မရှင်ရင်တန်းကိုဒီဇင်ဘာလ17ရက်နေ့မနက်10:00နာရီခွဲချိန်မှာတော်လိုင်းမဟာမိတ်ပူပေါင်းတွေကညောင်ပင်ကုန်းကျအနီးမှာမိုင်းဆွဲတိုက်ခိုက်ပြီးနိကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။တော်လိုင်းမဟာမိတ်ပူပေါင်းတွေရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်အချိန်မိနစ်20နီးပါးကြာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပြီးကား9စီးတဲ့က2စီးမှာအဲ့နေရာမှာထိခိုက်ပျက်စီးခဲ့တယ်လို့နောက်တစ်စီးမှာမီးလောင်မောင်းပြေးသွားခဲ့တယ်။အဲ့ဒီတိုက်ပွဲတွေစစ်ကော်မရှင်တပ်သား20ဦးထပ်မံသေဆုံးပြီး10ဦးနီးပါးထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ဒီဇင်ဘာလ12ရက်နေ့မနက်ပိုင်းမှာလည်းတနင်္သာရီမြို့နယ်ဗန်လက်မှုကျေးအုပ်စုမှာစစ်ကော်မရှင်တပ်နဲ့တော်လိုင်းမဟာမိတ်ပူးပေါင်းတပ်တွေကြားနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့လို့တော်လိုင်းအင်အားစုတွေပြပြကျရသိရတယ်။အဲဒီတိုက်ခိုက်မှုမှာကိုတနင်္သာရီတိုင်းဘက်ကပါတိုက်ခိုက်အဖွဲ့ကျိုးစုမြို့နယ်ဘက်ကပါတနင်္သာရီမြို့နယ်ဘက်ကပါ Dragon Squad Drone လက်ရုံတွဲ KNL တိုင်းစတဲ့ဘူကင်းဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။လက်တလုံးမိတ်ကော်တာပြည်တော်စုလမ်းမကြီးမှာစစ်ကောင်စီတပ်အရာဖြစ်ဒေတာလှုပ်ဆောင်နေကြကြောင်းဒီဇင်ဘာလ10ရက်နေ့ကစပြီးပြည်သူတွေနဲ့ညပိုင်းခီးသွားလာမပြုကြဘူးမြိတ် KI ဘက်ကအသိပေးထုတ်ပြန်နေဆက်လက်ပြီးမိုးကုန်းနဲ့မိုးမိတ်ဒေတာကိုပြက်လဲစုံမှုဖို့ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ကြွေးကြော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကျူးကျော်ဝင်ရောက်လာမိုးကုန်းနဲ့မိုးမိတ်ဒေတာကိုနယ်မြေစုံမှုထိန်းချုပ်နိုင်မှုပြက်လဲရရှိနိုင်အတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့မြို့သားညီညွတ်ရေးဆိုရ NUG ကကြွေးကြော်လိုက်ပါတယ်ဒီဇင်ဘာလ17ရက်နေ့ကမြို့သားညီညွတ်ရေးဆိုရ NUG ကပုံမှန်ထုတ်လွှင့်နေကြပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောခြင်းစီစဉ်မှာဝင်ကြီးချုပ်ရုံးပြောခွင့်ဦးနေဖော်လက်ကတဲသွင်းပြောကြားခဲ့ရပါNUG ကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်စေယုံချုပ်အနေနဲ့မိုးကုတ်မိုးမိတ်ဒေတာစစ်စင်ဦးစီးဖွဲ့ကိုပြည်ခဲ့နိုဝင်ဘာခွဲမှာစတင်ဖွဲ့စည်းခဲ့လို့သိရတယ်ဒေတာတွင်းမှာရှိတဲ့ PDF နဲ့ပကဖတိုင်းတွေကိုစုစည်းပြီးမိတ်ဘေကိုကဲမှုစနစ်တစ်ခုတည်းအောက်ကနေစစ်စင်ကိစ္စတွေကိုစနစ်ကျကိုကဲဆောင်ရွက်ခဲ့တာပါဒါအပြင်စေကိစ္စမစတင်ခင်အထိခိုက်လွယ်ဒေတာကပြည်သူတွေကိုပေးလျော်ရှောက်တိုက်ပွဲနဲ့ကြိုးတေကကွယ်မှုတွေပြုလုပ်နိုင်မှုထောက်ပံ့ကူညီမှုတွေပါအချိန်နဲ့တပြင်းကြီးစားခဲ့ကြတာဖြစ်တယ်ပြင်ဆင်မှုအလုံးလုံးဆောင်ပြီးချိန်နိုဝင်ဘာလ30ရက်နေ့ကစပြီးတော့ဒီဇင်ဘာ6ရက်နေ့ဒီမိုးကုတ်မြို့နယ်အတွင်းတိုက်ပွဲ9ချိန်ဆင်နွှဲခဲ့ပြီးနောက်ရန်သူစိုးမိုးထားတဲ့စကန်ကိုတကူကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ဦးနေဖုံးလက်ကပြောတယ်။ NUG PDF ဘက်ကဖိုင်အနေနဲ့မိုးကုတ်မိုးမိတ်ဒေတာကိုကျူးကျော်ဝင်ရောက်လာတဲ့ဆိုတပ်တွေကိုပြည်သူလူထုနဲ့တပ်တွဲကရွရွကြကြတိုက်ပွဲဝင်နေပြီးနယ်မြေစိုးမိုးထိန်းချုပ်နိုင်မှုပြန်လည်ရရှိနိုင်တဲ့အတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ပြည်သူလူထုကိုသတင်းစကားပါခဲ့ပါတယ်။ဒါကြောင့် PDF တွေအနေနဲ့လက်နက်ကြီးပစ်ကူတွေကိုပြောအားကြနေရချပြီးခဲနေကိုလုံလုံလောက်ရရှိထားနိုင်မယ်ဆိုရင်မိုးကုတ်မြို့ကိုပြန်လည်သိမ်းပိုက်နိုင်မယ့်အနေအထားလို့စီဒီအမ်ဘူကြီးစီယံကမှတ်ချက်ပြုတယ်။မန္တလေးတိုင်းကမိုးကုတ်နဲ့ရှမ်းမြောက်ကမိုးမိတ်တို့ဟာ139နှစ်ကိုစစ်စင်ဒုတိယပိုင်းတွင် TNL နဲ့ NUG ကာကွယ်ဝင်ကြီးဌာနကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီးတိုက်ခိုက်သိမ်းယူခဲ့ကြတာပါ။ဒါပေမဲ့တရုတ်ဆိုရရဲ့နိုင်ငံရေးအဖိအားပေးမှုနဲ့အတူစစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အဲ့ဒီဒေသကို TNL ကပြန်လည်ဆုတ်ခွာပေးခဲ့ပြီး NUG ကာကွယ်ဝင်ကြီးဌာနကိုကဲမှုမှာရှိတဲ့တပ်ဖွဲ့တွေကအစမ်းကာကွယ်မယ်လို့အသိပေးခဲ့တယ်။ပြီးခဲ့တဲ့အောက်တိုဘာနောက်ပိုင်းမှာတရုတ်ဆိုရအာရှရာတိုးကိုယ်စားလှယ်တိတ်ရှိကျွေးဦးဆောင်တဲ့ကြားဝင်ညှိနှိုင်းဆွေးနွေးမှုတွင် TNL နဲ့စစ်တပ်တို့နှစ်ဖက်ကိုယ်စားလှယ်ဖွဲ့တွေကိုပြင်းပြမှာတွေ့ဆုံခဲ့ကြတာပါ။အဲဒီတွေ့ဆုံမှုတွင်ပြစ်ခတ်ရစဲအတွက်လက်မှတ်ရေးထိုးခဲ့ကြကြောင်းစစ်တပ်ကတိုင်းဒေသကိုလေကြောင်းပုံကြနဲ့တိုးစစ်စင်တာရပ်တန့်ပေးဖို့သဘောတူခဲ့ပြီးမိုးကုတ်နဲ့မိုးမိတ်ဒေသတွေကိုနိုဝင်ဘာနောက်ပိုင်းမှာပြည်လည်ဝင်ရောက်လာပဲဖြစ်ပါတယ်။နောက်ဆင်အားပေးကြတဲ့အတွက်ဒူပင်ကျေးဇူးတင်ရှိပါတယ်ရှင်